င်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနအလှူကတော့မတ်တင်နီလာမြင့်မှမွေးနေ့အလှူအဖြစ်လှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်အာဟာရဒါနတနတ်စာအတွက်ကုန်ကြငွေ3,500,000ကျပ်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာဓုပါရှင်အလူရှင်မတ်တင်နီလာမြင့်လဲမွေးနေ့မှစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်းကိုစိတ်နှပြချမ်းသာချမ်းသာပါစေရှင်အန္တရာယ်ကင်းဘေးရှင်းပါစေအတိုက်ခိုက်နှောက်ယှက်များမှလည်းကင်းဝေးကြပါစေလောကီလောကုတ်တရားနှစ်ပြသောကောင်းကျိုးများကိုလည်းတည်ပိုးထိုင်ရွက်နိုင်ပြီးတော့ပရိဟိတအလှူများစွာကိုလည်းလှူဒါန်းနိုင်ပါစေစီးပွားဥစ္စာများလည်းဒီရေအလားတိုးတက်ပါစေရှင်ရရှိပြီးသောစီးစိမ်ရတနာဥစ္စာများသည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေဘဝတစ်လျှောက်လုံးကံကောင်းခြင်းများဖြင့်အောင်မြင်ပြည့်စုံပါစေကြောင်းကျမတို့ရွှေအောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကဂီလာနာခွေးကလေးကြောင်ကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်